င်တိုင်းကျော်လေးကြည်လာရင်ဘာလုံးမလဲဟင် အေးရေးဝါဝအေးရဖို့အေးရေးဝါဝအေးရဖို့ဝင်ကြီးလုံးမယ်ဗျို့အေးရေးဝါဝအေးရဖို့ဝင်ကြီးလုံးမယ်ဗျို့ ဟုတ်မစိုးဝဲဆရာမလည်းဒီနေ့ကစားပြီးဝင်းကြီးနဲ့ပဲလင်ငယ်နေတော့ ဆရာမ ဟဲ့မောင်ကြီးကျော်လေးကြည်လာရင်ဘာလုံးမလဲဟင် မင်းမင်းနဲ့ မောင်ကြီးကျော်လေးကြည်လာရင်ဘာလုံးမလဲဟင် စက္ကန်းထဲမှာအမြဲမူဖို့စက္ကန်းမူလုံးမယ်ဗျို့စက္ကန်းထဲမှာအမြဲမူဖို့စက္ကန်းမူလုံးမယ်ဗျို့ ငါစခန်းမှုနဲ့တော့လင်ငယ်မနေတော့ အကျမဘာဖြစ်လို့လဲ သူ့အရာဖိုးတုံလေးမယ်မောင်ဝိုင်းကျော်လေးကြည်လာရင်ဘာလုံးမလဲဟင်မောင်ဝိုင်းကျော်လေးကြည်လာရင်ဘာလုံးမလဲဟင် မတည့်ရရင်ပတ်စံရမော်တော်ဘီကယ်လုံးမယ်ခညမတည့်ရရင်ပတ်စံရမော်တော်ဘီကယ်လုံးမယ်ခည ဟဲ့မစိုးဟဲ့ငါလည်းဒီနေ့အစားပြီးမော်တော်ပီကန်နဲ့ပဲလင်ငယ်နေတော့မယ်မောင်ပိုးလေးကြီးရင်ရောဘာလုံးမလဲပြော တတောင်းမေးတာ မောင်ပိုးလေးကြီးရင်ရောဘာလုံးမလဲပြော အိုးပြည်သူတွေကိုပါရိုက်ဖို့ဝင်ကြီးလုံးမယ်ဗျို့ပြည်သူတွေကိုပါရိုက်ဖို့ဝင်ကြီးလုံးမယ်ဗျို့ ငါသူ့တော့လင်ငယ်မနေတော့ဘူး ဘာဖြစ်လို့ ငါလည်းပါရိုက်လင်ငယ်ဒါရင်မကောက်တနေ့2000နဲ့လောက်အောင်သုံးဆိုငါဒုက္ခရအောင်မယ် ဆရာမလဲ ကြီးပြီပဲဘာလို့လုံးမှာလဲချက်ရမှာလဲကြီးပြီပဲဘာလို့လုံးမှာလဲ အိုးကျူရှင်လာတာအကုံတောင်းပြီးမှပိုကာတောင်းကျူရှင်လာတာအကုံတောင်းပြီးမှပိုကာတောင်း အကျမဘာလို့ဖဲရိုက်တာလဲ သားတို့ရဲ့ဆရာမဖေးတယ်ဆိုတော့ဝါသနာဘာလို့မပါဘူးသားရင် ဘာဖြစ်လို့ သားတို့ကိုတင်ချတင်တဲ့ခါကျရင်လေခဏန်းနဲ့နံပါတ်တွေမိနေမှာစိုးလို့ ဟော ပြန်နှွေးတဲ့သဘော ကဲချာမလာပြီအလုံးမတည့်ရချာမကိုနှုတ်ချက်မင်္ဂလာပါချာမကျေးဇူးတင်ပါတယ်ချာမကျောင်းသားတွေကိုပြင်လံပြ